အီယာမပင်လယ်မွေနဂါးကြီးဒါမှမဟုတ်နဂါးရီတကယ်ရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကို Greek, North, Mesopotamia နဲ့ Jew နောက်ဆုံး Korean အစရှိတဲ့ကမ္ဘာတန်တာကြီးတွေနဲ့ဘာသာတရားတော်တော်များများမှာတွေ့ရှိရပါတယ် Leviathans လို့လူသိများတဲ့ဒီသက်သဝါကပုံမြင်ပေါင်းများစွာယဉ်ကျေးမှုပေါင်းများစွာကနေပါဝင်နေပြီးတော့သူ့ရဲ့မျိုးရဇင်းမြစ်ကလည်းယဉ်ကျေးမှုတစ်ခုထက်မကဘဲနဲ့ပြည့်နေနေတဲ့အကြောင်းကိုဒီနေ့ဗီဒီယိုမှာတော့ဖော်ပြသွားမှာပါဒီဗီဒီယိုမှာတော့ရှေ့ဆက်မသွားခင်သဝါတွေရဲ့အစအနတွေကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်တို့တွေ Leviathan ဟာငရဲမင်းသားနှစ်ပါးတဲ့ကတပါးဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ Bible ထဲမှာဖော်ပြထားတာရှိပါတယ်မနာလိုမှုရဲ့မင်းသား Princess Envy အဖြစ်ပါဝင်ခဲ့တာပါ Thomas Aquinas လို့ပညာရှင်တွေကတော့မနာလိုစိတ်ရှိတဲ့သူတွေကိုဝါမျိုးပြီးအပြစ်ပေးမဲ့မိစ္ဆာတတ္တဝါတစ်ကောင်အဖြစ်ဖော်ပြခဲ့ပါတယ်ဒီအချက်က Leviathan ဟာတာမန်ပင်လယ်တတ္တဝါကြီးတစ်ကောင်ထက်မကဘဲနဲ့အပြစ်တွေကိုပို့ဆောင်မဲ့နေရာတစ်ခုဖြစ်နေတဲ့ဆိုတဲ့အယူဆချက်ကိုဖြစ်ပေါ်စေခဲ့တာပါသူဟထားတဲ့ပါဇက်ကဆိုရင်ငရဲပြည်ရဲ့တကားဝကိုကိုစားပြုတယ်လို့တောင်ယူဆကြပါတယ်ဂရိဘာသာဓမ္မဟောင်းကျမ်းနဲ့ဗျာဒိတ်ကျမ်းတို့အရာ Leviathan ဆိုတဲ့စကားလုံးကိုဘာသာပြန်ရရင်နဂါအင်္ဂလိပ်လိုဆိုရင် dragons လို့ပြီးတော့မှအဓိပ္ပာယ်ရပါတယ်ရှေးခေတ်ကာလမှာဆိုရင်နဂါနဲ့မွေဆိုတဲ့အသုံးအနှုန်းတွေကအခုခေတ်လိုတိတိကျကျကွဲပြားတာမရှိခဲ့တဲ့အတွက်ကြောင့်ရှေးဟောင်းကျမ်းစာတွေမှာဆိုရင်စင်သူတဲ့သတ္တဝါတွေအဖြစ်ရည်ညွှန်းထားတာရှိပါတယ်ဓမ္မဟောင်းကျမ်းမှာဆိုရင် Leviathans ကိုစာရန်နဲ့တိုက်ရိုက်မဆက်ဆက်ထားပြီးမြဲဗျာဒိတ်ကျမ်းမှာတော့ဘုရားသခင်နဲ့ဥကောင်းခုနှလုံးပါတဲ့နဂါကြီးတို့အကြားကတိုက်ပွဲကြီးဖြစ်ခဲ့တဲ့အကြောင်းကိုဖော်ပြထားပါတယ်ဒီနဂါကြီးဟာမကောင်းဆိုးဝါးနဲ့စာရန်ကိုကိုစားပြုနေတယ်ဆိုတာပါဖော်ပြထားတာပါဒီစစ်ပွဲအတွင်းမှာနဂါဘက်ကနေကုညီမှုသတ္တဝါနှကောင်ထွက်ပေါ်လာလိမ့်မယ်ဆိုတာပါဖော်ပြထားပါတယ်ပထမတစ်ကောင်ကအနက်ဆုံးသောတွင် Abyss ထဲကနေလာပြီးတော့ဒုတိယတစ်ကောင်ကတော့မြေကြီးထဲကလာမယ်ဆိုတာကိုဖော်ပြထားပါတယ်နောက်ထပ်ကျွန်တော်တို့ Bible ထဲကနေပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုနည်းနည်းသွားပြီးတော့မှလေ့လာကြည့်ကြရအောင်ကျွန်တော်တို့အားလုံးသိကြတဲ့ယောနာရဲ့ဇလန်းမှာဆိုရင်ဝေလငါးကြီးမျိုးချခံလိုက်ရတဲ့ပုံပြင်လို့ကျွန်တော်ငငယ်တုန်းကသိကြပါတယ်ဒီပုံပြင်မှာလေဒီသတ္တဝါဟာတကယ်တော့ Leviathan ဖြစ်နိုင်တယ်ဆိုတဲ့ယူဆချက်တွေရှိကြပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တို့ဒီယူဆကြတာမဟုတ်ဘဲနဲ့ကျမ်းစာပညာရှင်တချို့ကပါယူဆနေကြတာပါယောဘဝတ္ထု Book of Job ရောက်မှသာလင် Leviathan ဆိုတဲ့အမည်ကိုတရားဝင်စတင်တွေ့လာရပြီးတော့လူသားတွေမရှင်းနိုင်တဲ့ပင်လယ်သတ္တဝါအကြီးဖြစ်ဖော်ပြထားတာပါထက်မြက်တဲ့သွားတွေအကြီးခွန်တွေရှိတယ်ဆိုပြီးဖော်ပြထားတယ်ခိုင်လုံတဲ့အထောက်ထားတွေမဟုတ်တာကြောင့် Leviathan ကဘယ်သတ္တဝါကိုအခြေခံပြီးဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းအရာကအငင်းခုန်နေရတော့မှာပဲအကြံပြုချက်တွေထဲမှာတော့အီယာမမိချောင်းကြီးဝေလငါခေါင်းအများကြီးပါတဲ့ပင်လယ်မွေမျိုးသုံးသွားပြီးဖြစ်တဲ့ပင်လယ်သတ္တဝါတစ်မျိုးမျိုးဖြစ်နိုင်တယ်လို့ဆိုလိုကြတာပါနောက်ပြီးတော့ဂျူးဘာသာမှာဆိုရင်လည်း Leviathan ကိုဘေဟမုတ်လို့ခေါ်တဲ့သတ္တဝါကြီးနဲ့ဖော်ပြထားလေးရှိပါတယ်ဒီဘေဟမုတ်တို့အကြောင်းကိုကျွန်တော်ပထမဆုံးဗီဒီယိုမှာတင်ထားတာရှိပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ description ထဲမှာ link လေးကိုဖော်ပြထားပေးပါမယ် Leviathans ကပင်လယ်ထဲမှာနေပြီးတော့ဘေဟမုတ်ကတော့အုံးမှာနေထိုင်တာပါEnoch ကျမ်း Book of Enoch မှာဆိုရင်လည်း Leviathans ကိုပင်လယ်ရေနဲ့ပိုင်းမှာနေထိုင်တဲ့အမသတ္တဝါအဖြစ်ဖော်ပြထားပါတယ်ဘေဟမုတ်ကတော့အေကန်တရားထဲမှာနေထိုင်ပြီးအထီးဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်ဒီသတ္တဝါနှစ်ကောင်ဟာဘုရားသခင်ကအဓိပ္ပာယ်ရှိခွဲခြားထားပြီးတော့လောကကြီးရဲ့အဆုံးသတ်တဲ့အခါသူတို့ကိုတပ်ဖြတ်ပြီးတော့မှဖြောက်မဲ့သူတွေအတွက်စားနပ်ရိက္ခာအဖြစ်ကျွေးမယ်လို့ဆိုလိုထားတာပါဒါဟာဘုရားသခင်ကသူတို့ရဲ့ဖန်ဆင်းခံတွေကိုကယ်တင်ဖို့ဒီသတ္တဝါကြီးတွေကိုတပ်ဖြတ်ပြီးသူ့ရဲ့နောက်လိုက်တွေကိုအဲ့ဒီအသားတွေစားခွင့်ရမယ်လို့ဆိုလိုတာပါနောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုမှဆိုရင် Mirageပုံပြင်တော်များများမှာလည်းဒီသတ္တဝါကြီးနဲ့တွဲဆုံခဲ့တဲ့အကြောင်းတွေကိုဖော်ပြထားပါတယ်လူတွေကိုမျိုးချဖို့ကြိုးစားတဲ့အကြောင်းအရာတွေထိပါလာတာပါ Leviathan ဆိုတဲ့စကားလုံးဟာတာနက်ကျမ်းစာထဲမှာဆိုရင်6ချိန်တိတိကိုပါဝင်ခဲ့ပါတယ်ေရှာယအနာဂတ်တိကျမ်း Isaiah 27မှာဆိုရင်တော့ပင်လယ်ထဲမှာနေထိုင်တဲ့ညင်းဆဲတက်တဲ့မွေကြီး Leviathan အဖြစ်ဖော်ပြထားပါတယ်ညီမုံနိုင်တဲ့ဘေးဆိုးကြီးဖြစ်ပြီးတော့ဘယ်အရာနဲ့မှသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အကြီးကုန်ကိုဖောက်လို့မရဘူးလို့ဆိုလိုတာပါယောဘဝတ္ထုထဲမှာတော့သူ့ရဲ့ပုံသဏ္ဍာန်ကိုအသေးစိတ်ဆုံးဖော်ပြထားတာကိုတွေ့ရမှာပါဘုရားသခင်က Leviathans ကိုပင်လယ်ထဲမှာအောင်းနေတဲ့ဗယံပရာဖြစ်မှုတွေကိုကိုစားပြုတဲ့လူသားတွေဘရောမှမအောင်နိုင်တဲ့အရင်ဆိုင်ဆုံးသတ္တဝါကြီးအဖြစ်ဖော်ပြထားခဲ့တာပါသူ့ကိုတားဆီးနိုင်တာဘုရားသခင်တပါးတည်းရှိတယ်ဆိုတာကိုပါဖော်ပြထားပါတယ်နောက်ထပ်ဖော်ပြထားတဲ့တနေရာမှာဆိုရင်တာမတ်တွေရဲ့ယုံကြည်ရတဲ့ကျမ်းစာထဲမှာ Leviathans ကိုငါးကြီးတစ်ကောင်ဖြင့်ဖော်ပြထားပြီးတော့ပို့ပြီးတော့ထူးခြားတဲ့အချက်တစ်ချက်ကတော့စားပွဲတောက်ပွဲတစ်ခုကိုသူတို့လောက်ကြမယ်တဲနေရန်တွေကိုသူ့ရဲ့အရေးကိုနဲ့ဖုံးအုပ်ထားမယ်လို့ဆိုတာပါအသားမစားတဲ့ဘော်ဒါတို့လူ Gideons တွေအတွက်ဆိုရင်သူ့ရဲ့အရေးကိုနဲ့လှုပ်ထားတဲ့အဝတ်တွေကိုဝတ်ဆင်ခွင့်တော့ရမယ်လို့ပြောပြထားပါတယ်ကြံရှိတဲ့အရေးကိုတွေကို Jerusalem မြို့ပေါ်မှာဖြန့်ခင်းထားမှာဖြစ်ပြီးတော့အဲ့ဒီအရေးကိုရဲ့တောက်ပမှုဟာကဘာကြီးတစ်ခုလုံးကိုလင်းတိမ်စေလိမ့်မယ်ဆိုပြီးဖော်ပြထားပါတယ်မြို့တစ်မြို့လုံးကိုလွှမ်းခြုံနိုင်ဖို့ဆိုရင်တော့အဲ့ဒါကတကယ်ကြီးမားတဲ့ငါးတကောင်ဖြစ်ရပါလိမ့်မယ်ဒီကျမ်းစာရဲ့ဖော်ပြချက်တစ်ခုမှာဆိုရင်သူ့ရဲ့ခေါင်းမှာဥကြိုတွေရှိပြီးတော့ပါဇက်ကြီးကဟနေတယ်ဘရောမှမပိတ်ဘဲနဲ့ခန္ဓာကိုယ်ကြီးဟာလည်းအပေါင်း300ထက်ရှည်ရတယ်လို့ဆိုထားပါတယ်
မက်ဆိုပိုတေးမီးယားနဲ့ဘေဘီလုံတန်နာရီတွေမှာဆိုဗာယတန်နဲ့ဆင်တူတဲ့သတ္တဝါတွေကိုပတ်တန်းတွေထဲမှာတော့တွေ့နိုင်ပါတယ်ဘဘလုံရဲ့ဖန်ဆင်းရှင်တန်နာရီမှာဆိုရင်ပင်လယ်နက်ဖျားမှာပီယာမတ်အကြောင်းပါရှိပါတယ်ပီယာမတ်ဟာဗျံပတာဖြစ်မှုကိုကိုစားပြုတဲ့မွေကြီးဒါမှမဟုတ်နဂါးတစ်ကောင်ဖြစ်တယ်လို့ဖော်ပြထားပါတယ်နောက်ဆုံးမှာတော့သူ့ကိုနက်ဖျားမာဒက်ကတပ်ဖြတ်ခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကနေကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းထားတယ်လို့ဖော်ပြထားတာပါ Leviathans ကခေတ်အဆက်ဆက်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြောင်းလဲလာခဲ့တာရှိပြီမယ်စိတ်ဝင်စားစရာအကောင်းဆုံးမျိုးကတော့ဘယ်သတ္တဝါက Leviathans ရဲ့ပုံသဏ္ဍာန်ကိုအဓိကဖော်ပြနေတယ်ဆိုတာမသိနိုင်တာပါပဲဒါဆိုရင်ဘော်ရာတို့ရောဘယ်လိုထင်လဲ Leviathans ကတကယ်ပဲသမုတ်တရားအနက်ရှိုင်းဆုံးနေရာမှာရှိနေခဲ့တာလားဒါမှမဟုတ်လူသားတွေရဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့မာနတရားကိုနှိမ်ချဖို့အတွက်ဖန်တီးထားတဲ့ပုံပြင်တစ်ခုပဲလားအခုလိုထူးခြားတဲ့ဒဏ္ဍာရီတွေနဲ့လျှို့ဝှက်ချက်တွေကိုဆက်ဆက်ပြီးကြည့်ရှုဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မေ့ပါနဲ့ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်